Microsoft Defender Full Scan အကျိုးကျေးဇူးများအပြည့်အဝစစ်ဆေးမှု hard drive system files program files registry external drives အထိစုံစမ်းပေသည့်မဖော်ထုတ်နိုင်သည့် malware ကိုဖော်ထုတ်နိုင်ခြင်း quick scan မဖော်မပြနိုင်သည့် deep rooted threats rootkits hidden spyware ကိုဖော်ထုတ်နိုင်သည်စိတ်ချရသောစနစ်အစစ်မြင်ခြင်း system performance ကိုခဏရော့ချနိုင်တော့လဲအပြည့်အဝစစ်ဆေးပြီးနောက်စိတ်ချရသောစနစ်ရရှိနိုင်သည် offline scan မလိုအပ်သည့်အခြေအနေများတွင်အသုံးပြုနိုင်ခြင်း network intelligence မလိုအပ်သည့်အချိန်တွင်အပြည့်အဝစစ်ဆေးမှုအဖြစ်အသုံးပြုနိုင်သည်သတိထားရတဲ့ချက်များ performance impact full scan လုပ်စဉ် CPU RAM အသုံးပြုမှုများနိုင်သဖြင့်အလုပ်များမလုပ်ချိန်တွင်စစ်ဆေးရန်အချိန်ပြုသည်မလိုအပ်သည့်အချိန်များ real time protection နဲ့ cloud based intelligence ရှိသည့်အတွက်နေ့စဉ် full scan မလိုအပ်ပါသို့သောတန်တရားရှိသည့်အခါသုံးသင့်သည်အချိန်ကြာ hard drive အရွယ်အစားကြီးလျင် scan ကြနိုင်သည် SSD တွင်ပိုများနိုင်သည်အကျိုးမြတ်အနည်းဆုံးကလတစ်ကြိမ်သို့မဟုတ် malware တန်တရားရှိသည့်အခါ full scan လုပ်ခြင်းသည့်ကွန်ပျူတာကိုစိတ်ချရစွာအသုံးပြုနိုင်ရန်အကောင်းဆုံးနည်းလမ်းဖြစ်သည်